တစ်ချိန်လုံးကပြမကြီးတောင်ဖြစ်ခဲ့တယ်မဟုတ်လားပြမကြီးဖြစ်ခဲ့တဲ့သူကအခုဘယ်ဘဝရောက်နေဝက်မကလေးတဲ့မနစ်နာဘူးလားနစ်နာတယ်အဲ့ဒါပြောတာပေါ့ပြမပြေမှာတဝင်းဝင်းဝက်စချင်းမှာတရှုပ်ရှုပ်ဖယားကိုတော်မြတ်ကြီးကကျောင်းတော်ကနေပြီးတော့ရာဇကြိုမျိုးတဲ့ဆွမ်းကန်ကြွားအဲ့ဒါလိုနဲ့ဆွမ်းကန်ကြွားတနေရာရောက်တဲ့အခါကျတော့လမ်းဘေးမှာဝက်မကလေးတကောင်နှုတ်သီးလေးနဲ့ထိုးပြီးတော့စားနေတာတွေ့တာကိုလမ်းဘေးမှာဘာတွေ့တော့ဝက်မကလေးနှုတ်သီးလေးနဲ့ထိုးစားနေတာမြင်တော့ဘုရားကိုယ်တော်မြတ်ကြီးကပြုံးတော်မူတာပေါ့နောက်ကပါလာတဲ့အရှင်အာနန္ဒာကသိလိုက်တယ်ဘာလို့တော့ဆိုတော့ပြုံးတယ်ဆိုတာသွားအဖျားလေးတော့ပေါ်သေးတာကိုဖွေးနေတဲ့သွားလေးကလက်ခနဲ့ရောင်ကြီးတော်လေးထွက်သွားတော့နောက်ကနေတက်ကိုတော်ပဲမဲ့လို့သိတာပေါ့အရှင်ဘုရားဘာပြုံးတာလဲဘုရားမတွေ့ဘူးလားကွာဟောဝက်မလေးတွေ့တယ်ဘုရားဒီအဲ့ဒီဝက်မလေးပြုံးတာဘာပြုလို့တော့ဘုရားဒီဝက်မကလေးဟာလေဟိုးလွန်ခဲ့တဲ့ကကုတံဖျားလက်ထက်တုန်းကဟိုသုံးစုမြောက်ပေါ့နော်ကကုတံကောနာကုံကတ္တပဂေါတမဒီလိုလေးနေတာမဟုတ်လားဟိုကကုတံဖျားလက်ထက်တုန်းကကြက်မကလေးကွအခုငါဖျားလက်ထက်ရောက်တော့ဝက်မကလေးအရှင်ဘုရားကြက်မကလေးကနေပြီးဝက်မကလေးဖြစ်လာတာများဘာဆန်းတာမှတ်လို့အဲ့ဒါကတော့မဆန်းဘူးပေါ့ကွယ်ဒီထဲမှာဆန်းတာတွေအများကြီးရှိသေးတယ်အဲ့ဒီမှာတည်းဘုရားကိုယ်တော်မြတ်ကလမ်းမတက်ရပ်ပြီးတော့တရားတပုတ်ဟောတယ်။အိုးကကုတံဘုရားလက်ထက်တုန်းကအခုဒီဝက်မကလေးဟာကြက်မကလေးပါတယ်တော့ကြက်မကလေးဘုန်းကြီးကျောင်းသားမှာရောင်တောင်းနဲ့အစာကောက်စားတာပေါ့အစာရှာပေါ်မဲ့ထင်းတဲ့နေရာလေးတွေရှောက်ကြည့်တော့ဆွမ်းစားကျောင်းသားရောက်သွားတာပေါ့အဲ့ဒါလိုနဲ့ဆွမ်းစားကျောင်းအောက်ထမင်းလုံးလေးတွေကောက်စားကျောင်းပေါ်ကကိုတော်တစ်ပါးကစာရွတ်ပြီးတော့နေတာအဲ့ဒါတရားပဲနေမှာအပေါ်ကကိုတော်စာရွတ်တာတရားတွေရွတ်တာနေမှာတရားတွေရွတ်တာနေမှာဆိုပြီးတော့ထမင်းလုံးကလေးကောက်စားလိုက်နာကလေးစောင်းထောင်လိုက်ပေါ့အတိတ်ပဲတော့ तू သိနိုင်ပါမလားမသိနိုင်ပါဘူးတရားတွေနေမှာပဲဒီလောက်မျှပဲ तू သိမှာပေါ့အဲ့ဒါလိုနဲ့စားလို့စလုတ်ထဲတော်တော်လေးလဲများရောကြောင်းပြင်ပဲထွက်လိုက်ပါတယ်ဝေါခနဲ့ကောင်းငင်ကနေပြီးတော့သိမ့်ဆူကြီးတကောင်ဆင့်လာပြီးတော့တုတ်လိုက်တာခေါင်းပြုတ်ပါသွားပါလေရောလားဟဲ့ကြည်စမ်းပါအောင်ဘဝတွေကလည်းပဲနော်ခဏလေးပဲနော်အဲ့ဒါလိုနဲ့စောစောတုန်းကတရားတွေနေမှာတရားတွေနေမှာဆိုတဲ့စေတနာကစိတ်ကောင်းနှလုံးကောင်းလေးတွေမဟုတ်လားအဲ့ဒီစိတ်တက်အဲ့ဒီအစွမ်းတတ္တိကလေးတွေကြောင့်တယ်ရှင်ဘုရားနန်းတော်သွားပြီးတော့သမီးကလေးဖြစ်တယ်မနဲ့ဘူးနော်ကြည်စမ်းကုသိုလ်ဥစ္စာကနော်တော်ဒီဆန်းဆန်းကြဲကြဲမဟုတ်လားအစွမ်းတတ္တိလည်းထက်ပါတယ်တရားတွေနေမှာပဲဒီလောက်မျှပါပဲအဲ့ဒီအစွမ်းကြောင့်နဲ့နန်းတော်သွားပြီးတော့မင်းသမီးကလေးဖြစ်တယ်ရှင်ဘုရားသမီးကလေးနာမည်ကဥပ္ပရိတဲ့နာမည်လေးကလည်းချစ်စရာပဲเนาะအဲ့ဒါလိုနဲ့ရှင်ဘုရားသမီးဆိုတော့ချမ်းချမ်းသာသာနေရတာပေါ့အဲ့လိုနဲ့တရွေ့နဲ့အသက်အရွယ်ကလေးရောက်လာတော့ဖခင်ဘုရင်ကြီးကလည်းမျက်နှိုးတော်မူပါတယ်သမီးလေးလိုရအကုန်လုံးအလိုလိုက်တာကိုမေအရွယ်လေးရောက်လာတယ်ဆိုရင်သူကယသိမာလေးလှုပ်ချင်တယ်ဖခင်ဘုရင်ကြီးကိုတော်ဥတင်တော့ဘုရင်ကြီးကလည်းခွင့်ပေးတာပဲလှုပ်စီရမှာပေါ့ဆိုပြီးတော့ခွင့်ပေးတော့သူယသိမာလေးလှုပ်တယ်နော်မေယသိမာလေးလှုပ်လို့အမေတရားတွေအားထုတ်တော့သူကပထမဇန်ရတယ်တဲ့အဲ့ဒါနဲ့ဒီဘဝကတည်တဲ့ခါကျတော့ဗြမပြေသွားဖြစ်တယ်ပဲသွားဖြစ်ကြည်စမ်းကြက်မကလေးကနေပြီးတော့မင်းသမီးကလေးကနေပြီးတော့ဘယ်ရောက်သွားဗြမပြေဆိုတော့ဗြမစီစိမ့်နဲ့ချမ်းချမ်းသာသာဟိုမှာအကြာကြီးနေပြီးတော့မှဗြမပြေကနေစုတေအကြောင်းအားလျော်စွာလူပြေးရောက်ပြီးတော့လာလူပြေမှာတထေးကြီးတူရဲ့အိမ်ရောက်တာတဲ့အဲ့ဒီမှာနေလို့လူသားဆိုတော့အိတ်တာမစ္စရိယတွေကမြားတတ်တယ်နော်မဲ့တလေးရွဲ့တလေးစောင်းတလေးမြောင်းတလေးချီဆောင်တလေးဒါလေးတွေရှိတယ်အဲ့ဒါလေးတွေကြောင့်တယ်အဲ့ဒီအကုသိုလ်တွေကြောင့်တယ်အဲ့ဒီဘဝကသေတော့အခု
ဘာလာဖြစ်တုံးဆိုတော့ဝက်မာကလေးဟဲပြမပြေမှာတဝင်းဝင်းဝက်စချင်းမှာတရှုပ်ရှုပ်ဆိုတာဒီကလာတဲ့စကားပေါ့ဟုတ်ပါတယ်ပြမပြေသာရောက်တာကိုဒိဋ္ဌိတွေမှမကွာပဲကုသိုလ်အရှိန်ကြောင့်သာပြမပြေရောက်ပြီးတော့သွားတာဒိဋ္ဌိတော့ကွာရဲ့လားမကွာဘူးဒိဋ္ဌိမကွာလို့ကတော့လူမှာဆိုလို့ရှင်စัจ जा မင်းကြီးဖြစ်ပါစေနတ်မှာဆိုရင်ပြမတရားမင်းကြီးပင်ဖြစ်ပါစေဟောဒိဋ္ဌိကတစ်ချိန်ဆွဲချလိုက်တယ်ဆိုရင်အခုလိုပဲနေရင်ပြန်ရောက်တာပဲအဲ့ဒါလို့ဘုရားကိုယ်တော်မြတ်ကြီးကဒီတရားကိုလမ်းမတက်ရပ်ပြီးတော့ဟောတော့ဘေးကယဟန်တွေကလည်းစုတ်တတ်နဲ့ပေါ့ဒီဩဖြစ်မှဖြစ်ရလေဘုရားကိုယ်တော်မြတ်ကတော့ဒီလောက်ပဲဒီဝတ်မာကလေးနဲ့ပတ်သက်ပြီးတော့ဇာတ်ကြောင်းကိုရပ်သွားပါတယ်ရှေ့ဆက်ဆုံးကံသွားတော့ဒီတရားဟာဒီတင်ပြတ်သွားတာပေါ့တရားလမ်းကြောင်းကဒီမှာဖြတ်ခဲ့ပြီမဲ့လို့ဝတ်မာကလေးရဲ့ဇာတ်လောင်းကတော့ဖြစ်မဆုံးသေးပါဘူးရှေ့ဆက်သွားရဲ့ပဲဝတ်မာကလေးဘဝကနေပြီးတော့သေတော့သူ့ဝဏဘုံမိပထုံတိုင်းပြေမှာမဆိုးတော့မဆိုးဘူးဟိုပစ္စည်းဥစ္စာပေါ်များတဲ့တထေကြီးတူရဲ့အိမ်ပဲရောက်ပါတဲ့မဲ့အမျိုးသမီးကလေးပဲသူဖြစ်တယ်သူကအမျိုးသမီးဖြစ်ချင်တာကိုအေးအဲ့ဒီလိုနဲ့ချမ်းချမ်းသာသာနေအဲ့ဒီဘဝကသေးတော့ကာဝီရပတ္တာဆိုတဲ့သင်္ဘောစိတ်ဒီလူတွေရောက်တာပဲနော်ဟိုပြီးတော့အဲ့ဒီဘဝကသေးတဲ့ခါကျတော့မြင်ကုန်တဲ့တို့ရဲ့အကြီးအကဲဒီပုဂ္ဂိုလ်ကြီးရဲ့အိမ်မသမီးကလေးသွားဖြစ်အဲ့ဒီကသေးတော့တဆင့်နဲ့အိုးပင်လေရေပြင်ကြီးကိုကြောပြီးတော့သီရိလင်္ကာလို့ခေါ်တဲ့နိုင်ငံဒီဟိုကျွန်းသွားပြီးတော့အနုယာဒမြို့ကြီးမှာသွားပြီးတော့အမျိုးသမီးကလေးဖြစ်အဲ့ဒီဘဝကသေးတော့အနုယာဒမြို့ကြီးရဲ့တောင်ဘက်ကဘောက်ကန်ဒရွာဆိုတာသို့အဲ့ဒီရွာမှာသွားပြီးတော့ဇနဘုတ်မှာအမျိုးသမီးဖြစ်တဲ့အမတ်ကြီးတူအမတ်မျိုးရိုးအိမ်မှာသွားပြီးတော့အမတ်ကြီးတူရဲ့အိမ်မှာသွားသမီးကလေးဖြစ်တာဟိုသူ့မနာလို့သူ့နာမည်ကလေးကခေါ်ပါတယ်အေးအဲ့ဒါလိုနဲ့နေရင်ကအရွယ်ရောက်တော့သူ့မိဘများကအမျိုးရိုးတူတဲ့အမတ်ကြီးတူရဲ့သားနဲ့ပေးစားလို့အိမ်တောင်သည်မကလေးတောင်ဖြစ်နေပြီအခုနော်အေးအဲ့ဒါလိုနဲ့ချမ်းချမ်းသာသာနေရင်ထိုင်ရင်နဲ့တနေ့တော့မထီကြီး8ပါးဆွမ်းကန်ကြွလာပြီးတော့တအိမ်ပြီးတအိမ်ရက်ရင်နဲ့ဟောရပ်တော်မူပါအောင်ဘုရားသူတို့အိမ်နာရောက်တော့သူလည်းဆွမ်းလောင်းကျင်တယ်ပေါ့လေအဲ့ဒါနဲ့မထီကြီး8ပါးကရက်လိုက်တဲ့အခါသူကတုံနဲ့အိမ်ထဲသွားပြီးတော့ဆွမ်းခူးနေတယ်ဒီအချိန်မှာရှေ့ဆုံးကကိုတော်ကြီးကဆင်းခြင်းကြည့်တော့အလိုအံ့ဩစရာကြီးပါလားဟိုဒီလိုပြောတာမထီကြီးကလေအလိုအံ့ဩစရာကြီးပါလားဟိုပါတော့ဖေအောင်မယ်ဖရလက်ထက်တုန်းကဝက်မကလေးကအခုအမတ်ကြီးကြော်တောင်ဖြစ်နေပါပေါ့လားဟိုပြောတာကိုဘသူပြောတာတုံးဖေဟဲ့တို့ဆွန်းလောင်းမလို့အခုဆွန်းခူးနေတဲ့ကလေးမကိုပြောတာပေါ့ဟဲ့ဆိုတော့ဟိုကလည်းနှစုံနှဖျားကြားတယ်အလိုငါပြောတာဆိုပါလားဆိုပြီးတော့ဆွန်းခူးရင်သားနဲ့ဟိုဒီဥစ္စာတွေကြားတော့သူကြက်သိမ်းမွေးညင်းနေလဲထားပါတယ်အဲ့ဒါလိုနဲ့ဆွန်းလာပြီးတော့လောင်းအရှင်ဘုရားခုနတုန်းကဘသူမိတ်တာလဲနင့်ကိုမိတ်တာဟဲ့ဟိုကြက်သိမ်းမွေးညင်းနေထားသွားတာပေါ့ငါကဝက်မကလေးတဲ့ဖရလက်ထက်တုန်းကငါကဝက်မာကလေးတဲ့အခုခါကြမှာငါကဟုတ်ဒီပတ်ဒီအောင်မဲ့ဟန်ကြီးပန်းကြီးအမတ်ကြီးကြောတဲ့သူ့ကိုယ်သူအဲ့လိုဖြစ်သွားပြီးတော့အခုဆွန်လောင်းလိုက်ပါတယ်ဗျာဒီကောင်းမှုကြောင့်အရှင်ဘုရားတို့သိတဲ့တရားသူသိပါရစေဗျာဆိုပြီးတော့လောင်းတာမဲ့သူဆူတောင်းတာကိုတတိထားမိရဲ့လားစီစဉ်ဥစ္စာတွေတောင်းတာဟုတ်ကဲ့လားအရှင်ဘုရားတို့သိတဲ့တရားသူသိပါရစေလို့တောင်းတာမဟုတ်လားအေးတတိပြုပါအဲ့ဒါလိုနဲ့မထီကြီးများလည်းပဲစုပေးပြီးတော့ကြွားသွားတော့သူစဉ်းစားတယ်ငါကဝက်မာကလေးဆိုပါလားဟိုဘယ်လိုဘဝတွေများငါကဖြတ်တန်းလာခဲ့တာပါလေဆိုပြီးတော့ဒီဘဝနေရတာတောင်မှညင်းငွေနေပါပြီညနေကြတော့သူခင်မွန်းတဲ့အမတ်ကြီးအလုတ်စခန်းကပြန်ပြီးတော့လာတော့သူကခွန့်ပန်းတယ်ကျမလေးဘိက္ခုနီမလုပ်ပြရစီဟိုကလည်းခွင့်ပြုပါတယ်
အဲ့ဒီတင်ဘိက္ခုနီမကြောင်းသွားပြီးတော့ဘိက္ခုနီမလုံးတရားတွေအားထုတ်တဲ့ခါကျတော့1မက်2မက်3မက်4မက်ရဟန္တာတဲ့ပုဂ္ဂိုလ်ကြီးဖြစ်သွားတော့တာ